အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့စစ်ပြည်ခေဒိမတ်နိုင်ငံရဲ့အမောင်တို့အောက်ကလူသားချင်းစာနာမှုအလင်းရောင်ကိုပုံဖော်ထားတဲ့ဇလန်းကောင်းတစ်ခုအကြောင်းတင်ဆက်ပေးချင်ပါဇလန်းအစမှာဂျမန်တို့လက်အောက်ကနေ9နှစ်ကြာမှလွတ်မြောက်လာတဲ့ဒိမတ်စစ်သားတွေမိခင်နိုင်ငံကိုပြန်ရောက်လာတဲ့မြင်းကွင်းကိုတွေ့ရပါမယ်စားကျင်ကားဟာစစ်သားတအုပ်လက်ထက်ကဒိမတ်အလံကိုမြင်လိုက်ရတဲ့အခါဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ပါတယ်သူဟာအဲ့ဒီစစ်သားကိုဆဲဆိုရိုက်ပုတ်ပြီးအလံကိုဆွဲယူလိုက်ပါတယ်ဂျမန်တွေဒိမတ်မြေကိုလူရဖျက်ဆီးခဲ့တာတွေအတွက်သူ့ရင်ထဲမှာနာကြီးမုန်းမှုတွေပြည့်နေခဲ့တာပါကားဟာအလံကိုကင်ပြီးအနောက်ဘက်ကရိုးတန်းကိုတွားခဲ့ပါတယ်။အဲ့ဒီမှာဂျာမန်တပ်တွေမြို့မိုင်းတွေအများအများမြှုပ်ထားခဲ့တာပါ။သူဟာအဲ့ဒီအနေရှိတဲ့နေရာကိုအလံစိုက်ထူပြီးအမှတ်အသားပြုလုပ်ခဲ့ပါတယ်။အချိန်ထဲမှာပဲစစ်ပြီးခေတ်မှာဖမ်းဆီးရမိထားတဲ့ဂျာမန်စစ်သားအဖွဲ့တစ်ဖွဲ့ကိုကားနဲ့ခေါ်လာတာတွေ့ရပါတယ်။သူတို့ကိုပြည်သူ့ရှက်တပ်မှုဂျင်ဆန်ရှိကိုခေါ်လာပါတယ်။ဂျင်ဆန်ကအဲ့ဒီမှာဘယ်သူမှဂျာမန်တွေကိုဂရုမစိုက်ဘူးကျင်းနာမှုတွေမျှော်လင့်မနေနဲ့လို့လည်းပြောခဲ့ပါတယ်။ပြီးတော့မင်းတို့ငါအမိန့်ကိုနာခံရမယ်လို့ကျန်းတန်းစွာတတိပေးခဲ့ပြီးဂျန်ဆန်ကဂျာမန်တပ်တွေဟာနောက်ဘက်ကမ်းရိုးမှာမြေမြုံမိုင်းပေါင်း2.2တန်မြှုပ်ထားခဲ့ပြီးအဲ့ဒီမိုင်းတွေကိုအမြန်ဆုံးရှင်းလင်းရမယ်လို့ရှင်းပြခဲ့ပါတယ်။မိုင်းရှင်းလင်းရေးအတွေ့အကြုံမရှိတဲ့ဂျာမန်သုံးမိုင်းတွေကိုပဲဒီအလုပ်အတွက်အသုံးပြုမယ်လို့သူကပြောခဲ့တယ်။ဂျန်ဆန်ဟာသူတို့ကိုမိုင်းရှင်းနည်းတွေတင်ပေးပြီးအမှားလုပ်ခွင့်လုံးဝမရှိဘူး။အမှားသေးသေးလေးကမင်းတို့အသက်ကိုယူသွားနိုင်တယ်လို့ထပ်မံတတိပေးခဲ့ပါတယ်။ထို့နောက်စစ်သားတွေကိုတယောက်ချင်းစီလေ့ကျင့်ခန်းလုပ်ဖို့မိုင်းရှင်းတဲ့နေရာကိုဝင်ခိုင်းပြီးအောင်မြင်စွာပြန်ထွက်လာဖို့စောင့်ကြည့်ခဲ့ပါတယ်။စစ်သားတယောက်ဟာမိုင်းရှင်းနေရင်အလုံးအမင်းထိတ်လန့်လာပြီးသူ့လက်တွေတုံရင်လာခဲ့ပါတယ်။ရုတ်တရက်ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးသူဟာအဲ့ဒီနေရာမှာပဲအသက်ဆုံးရှုံးသွားခဲ့ပါတယ်။ဒီမြင်ကွင်းကြောင့်ကျန်တဲ့စစ်သားတွေဟာထိတ်လန့်ကြောက်ရွံ့သွားကြပါတယ်။ဒီစံတမ်းမှုကိုအောင်မြင်တဲ့သူတွေကိုစားကျင်ကားရဲ့လက်အောက်မှာတကယ်ကန်းရှိကိုဆစ်လုပ်ခဲ့ပါတယ်။ကားဟာဂျာမန်သုံးပန်းတွေကိုအလွန်ကျန်းတဲ့စွာဆက်ဆံခဲ့ပါတယ်။သူတို့အထက်မှာတက်တိရှိတဲ့အသက်ငယ်ငယ်အမွှားကြီးကို2ယောက်ပါဝင်ပါတယ်။ကားဟာသူတို့ကိုကန်းရှိကိုခေါ်သွားပြီးအဲ့ဒီကန်းရှိမှာမိုင်း4500မြှုပ်ထားတယ်။တနာရီကို6လုံးလုံးရှင်းလင်းနိုင်ရင်3လအတွင်းပြီးမယ်။အဲ့ဒီအခါမင်းတို့အိမ်ပြန်ရမယ်လို့ပြောခဲ့ပါတယ်။ဖက်ပြေးဖို့ကြိုးစားရင်လည်းပြင်းထန်စွာအပြစ်ပေးမယ်လို့လည်းသတိပေးခဲ့ပါသေးတယ်။ကောင်းလေးတွေဟာမိုင်းတွေကိုတတိထားပြီးဖြုတ်ရှေ့ဆက်လောက်ကင်ခဲ့ကြတယ်။ညနေဆောင်တဲ့အထိသူတို့ဆက်လုပ်ခဲ့ကြပါတယ်။ယာယီအိတ်ဆက်ဖို့မျက်တွေနဲ့အိတ်တွေဖြီးပြီးအိမ်အဟောင်းတစ်ခုထဲမှာနားယူကြတယ်။ကားကအပြင်ကနေတကားကိုတောက်ခတ်ပြီးသူ့ခွေးနဲ့အတူအနီးနားကအိမ်တစ်လုံးမှာအိတ်ခဲ့တယ်။နောက်တစ်နေ့မနက်မှာသူတို့ဆက်လက်လောက်ကင်ကြတယ်။နှစ်ရက်လုံးလုံးအစားမစားပဲဗိုက်စားတာအစားနဲ့အလုပ်လုပ်ရတာသူတို့အတွက်အရန်ခက်ခဲလာခဲ့ပါတယ်။စီဘက်တီယန်ကကားစီသွားပြီးကျွန်တော်တို့နှစ်ရက်လုံးဗိုက်စားနေပြီးဘာလို့အစားမရောက်သေးတာလဲလို့မေးတဲ့အခါကားကဂီးမဆိုင်တဲ့လေတဲ့နဲ့မင်းတို့ရဲ့အလုပ်ကအမိန့်နာခံမှုပဲလို့ပြောလိုက်ပါတယ်။မင်းတို့တေးသည်ဖြစ်သည်ရှင်သည်ဖြစ်သည်ငါစိတ်ဝင်စားဘူးလို့လည်းပြန်ဖြေခဲ့ပါသေးတယ်။အဲ့ဒီနောက်အမွှားကြီးကိုတဲကလင်နာနဲ့ဘေယာတို့ဟာအယုံနဲ့စော့နေတဲ့ကလေးမလေးတယောက်ကိုသတိထားမိကြတယ်။လင်နာဟာအဲ့ဒီကလေးမလေးနဲ့ကစားရန်ဆောင်ပြီးအဲ့ဒီအစားအစာတွေကိုခိုးယူခဲ့ပါတယ်။ညီကိုတွေအဲ့ဒီအစားအစာကိုဝေခွဲစားခဲ့ကြပါတယ်။နောက်တစ်နေ့မှာအမွှားညီကိုတဲကတယောက်ကဖျန်းလာခဲ့ပါတယ်။ကားကိုခဏနားဖို့ခွင်းနှောင်းမိမဲ့သူကစူးပူပြီးအလုပ်ပြန်လုပ်ဖို့ဖိအားပေးခဲ့ပါတယ်။လက်နာကသူ့ညီကိုအနားပေးပြီးသူ့အလုပ်ကိုပါဝင်လုံပေးခဲ့ပါတယ်။တခြားစစ်သားတဦးရဲ့ကျမရေးကပိုဆိုးလာပြီးမိုင်းပေါ်မှာအန်ချလိုက်တဲ့အခါမိုင်းပေါက်ကွဲပြီးလက်နှစ်ဖက်စလုံးစူးစူးရရဒဏ်ရာရသွားခဲ့ပါတယ်။စီဘက်တီယန်နဲ့လင်နာတို့သူ့ကိုကားစီတက်လာခဲ့ကြပါတယ်။ဒဏ်ရာရတဲ့စစ်သားကအိမ်ပြန်ချင်းနဲ့အမေကငါ့ကိုစောင့်နေတယ်လို့ငိုပြောချပါတယ်။ကားဟာသူ့ကိုအေးဆေးပေးပြီးစခန်းကိုကုသဖို့ပို့လိုက်ပါတယ်။မကြခင်မှာပဲကျန်တဲ့စစ်သားတွေကဗိုက်နာအန်နာတွေဖြစ်လာပါတယ်။စစ်သားတယောက်ကကားကိုဒါခမရအမှားလို့ပြောရင်သူညာတော့ကအနီးအနားအိမ်ကအစားအစာခိုးစားမိလို့အားလုံးဖျားနာတာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။နောက်ပိုင်းမှာကားဟာအဲ့ဒီအိမ်ကမျိုးသမီးနဲ့တွေ့ဆုံမေးမြန်းခဲ့တဲ့အခါမှာသူမကလက်အိမ်မှာအစားအစာမရှိတော့ဘဲကောင်းလေးတွေကြွက်စာကိုစားမိတာဖြစ်နိုင်တယ်လို့ရှင်းပြခဲ့ပါတယ်။ဒါကြောင့်ကားဟာကောင်းလေးတွေကိုအထွက်စီကိုပင်လယ်ရေငန်ကိုတောက်ခိုင်းလိုက်ပြီးရေတက်နဲ့ရေရှိုးပေးခဲ့ပါတယ်။ကန်ကတော့အဲ့ဒီအစားအစာကိုမစားခဲ့ရတဲ့အတွက်ဘာမှမဖြစ်ခဲ့ပါဘူး။ကန်ကမိုင်းတွေကိုပုံမှုလက်ခုစွာချပွေနိုင်မဲ့တစ်သားထောင်ချောက်တစ်ခုကိုကားကိုပြသခဲ့ပေမဲ့ကားကချီးကျူးမဲ့အစားသူ့ကိုစူးပူပြီးပြောင်းဝင်ခိုင်းခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာကားဟာဒဏ်ရာရတဲ့စစ်သားကိုတွားကြည့်ခဲ့ပါတယ်။သူတော်ပြုဆရာမကဝီလီယံကိုမကယ်နိုင်တော့ဘဲညာလွင်ချင်းဆုံးသွားပြီလို့ပြောပြခဲ့ပါတယ်။ကားဟာစခန်းကအစားအစာအချို့ကိုခိုးယူပြီးသူ့ကားထဲဝှက်ထားခဲ့ပါတယ်။ဒီဗီတိချတက်မှုဂျန်ဆန်ကဒီဖြစ်ကိုမြင်လိုက်ရပါတယ်။ကားဟာကန်းချီကိုပြန်ရောက်လာပြီးဂျာမန်ကောင်လေးတွေကိုအစားအစာတွေပေးခဲ့ပါတယ်။သူတို့ဟာဆာလာမှုကြောင့်မြင်မြန်စားခဲ့ကြတယ်။ကားကကောင်းတဲ့သတင်းနဲ့ဆိုးတဲ့သတင်းနှစ်ခုရှိတယ်။ကောင်းတဲ့သတင်းကဝီလီယံအဆင်ပြေပြီးမကြခင်အိမ်ပြန်ရမယ်လို့ပြောခဲ့ပါတယ်။ဆိုးတဲ့သတင်းကတော့ငါတို့အချိန်မီမပြီးလို့တာကြီးကိုမိုင်းရှစ်လုံးရှင်းရတော့မယ်လို့ပြန်ပြောခဲ့ပါတယ်။သူတို့ရဲ့စိတ်ထဲမကြအောင်အိမ်မြန်မြန်ပြန်ရဖို့အလုပ်မြင်မြန်လုပ်နိုင်အောင်ဝီလီယံအကြောင်းကိုလင်းပြောခဲ့တာပါ။ညဘက်မှာကောင်းလေးတွေအိတ်နေတော့ဂျန်ဆန်နဲ့ဗီဇီယက်စစ်သားတွေရောက်လာပြီးဂျာမန်ကောင်းလေးတွေကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံကအတင်းအကျပ်စားခိုင်းပြီးနှိပ်စက်ဖို့ကြိုးစားခဲ့ကြပါတယ်
အဲ့ဒီအခါကားရောက်လာပြီးတားမြစ်ခဲ့ပါတယ်။ကံယူရန်ကိုရှင်းဖို့ငါမှဒီစစ်သားတွေလိုအပ်တယ်လို့ပြောတဲ့အခါဂျန်ဆန်ကမင်းငါတို့မိဖို့ချောင်ကအစားအစာခိုးပြီးဂျာမန်တွေကိုကျွေးခဲ့တာသူတို့နဲ့မထိုက်တန်ဘူးလို့ပြောခဲ့ပါတယ်။ကားကဒီကောင်လေးတွေကခလေးတွေပဲမစားရင်ဘယ်လိုလုပ်မလဲပြီးတော့အဲ့ဒါတွေကငါခွေးတွေအတွက်ပါလို့ပြန်ပြောခဲ့ပါသေးတယ်။နောက်တစ်နေ့မိုင်းရှင်းနေတော့စီဗန်စတန်ကမိုင်းနှလုံးဆက်နေတာကိုမြင်လိုက်ရပြီးမဆွဲထုတ်ဖို့အော်ဒရီပေးခဲ့ပေမဲ့လေပြင်းကြောင့်သူ့အတန်ကပျောက်ကွယ်သွားခဲ့ပါတယ်။ဘေးဒါမကြားလိုက်ရပဲမိုင်းတွေကိုဆွဲထုတ်လိုက်တဲ့အခါကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ခဲ့ပြီးလက်စနာရဲ့အမွှာညီဘေဒါဟာသေဆုံးသွားခဲ့ပါတယ်။ဘေဒါရဲ့သေဆုံးမှုကြောင့်လက်နာလုံးဝစိတ်သက်ကြကပြိုလဲသွားခဲ့ပါတယ်။သူဟာဘေဒါကိုနေရာနဲ့လိုက်ရှာခဲ့ပေမဲ့ပေါက်ကွဲမှုကြောင့်ဘာတစ်ခုမှမကြံခဲ့ပါဘူး။အခြားစစ်သားတွေကလက်နာကိုကားစီခေါ်လာပြီးကားကစိတ်ညစ်သေးပြီးခဲ့ပါတယ်။ထို့တိုင်လက်နာဟာသူ့ညီသေဆုံးမှုကြောင့်နှချိုင်းစွာထိခိုက်နေခဲ့ပြီးကန့်ရှီကိုသွားရှာဖို့ခဏတောင်းဆိုပေမဲ့ကားကပဲအိပ်ပျော်သွားအောင်လုပ်ပေးခဲ့ရပါတယ်။နောက်ပိုင်းမှာကားဟာဆက်စတန်ကိုကုန်းပေါ်မှာတယောက်တည်းထိုင်နေတာကိုတွေ့ပြီးငါမင်းတို့ကိုဝီလီယံသက်ရှင်သေးတယ်လို့လိန်ခဲ့တာတကယ်တော့သူလည်းဆုံးသွားပြီလို့ပြောခဲ့ပါတယ်။စီဗက်စတန်ကခမရလိန်နံသိပါတယ်။ရှင်ပြီးအိမ်ပြန်အောင်လို့လုပ်တာကိုလည်းနားလဲပါတယ်လို့ပြန်ပြေခဲ့ပါတယ်။ဒီအချိန်မှာကားဟာဂျမန်ကောင်လေးတွေအပေါ်ကိုချင်းစာစိတ်စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။သူဟာအစားအစာတွေထပ်ယူဖို့စကန်းကိုပြန်သွားခဲ့ပါတယ်။ဒီတစ်ခါတော့ဘောလုံးတစ်လုံးပါယူလာခဲ့ပြီးအလုံးပျော်ပျော်ရွှင်ရွှင်ကစားခဲ့ကြပါတယ်။ကားလည်းသူတို့နဲ့ယဉ်နှိလာခဲ့ပေမဲ့လက်နာကတော့မပါဝင်ပဲသူ့အကူသေဆုံးပြီးကလေးကတယောက်တည်းနေခြင်းခဲ့ပါတယ်။အားလုံးဘောလုံးကစားပြီးပြန်လာတဲ့အခါကားကဘောလုံးကိုသူ့ခွေးအတွက်ပြေးယူဖို့လှမ်းပစ်လိုက်တယ်။ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပြီးကားရဲ့ခွေးအသက်ဆုံးသွားခဲ့ပါတယ်။မြေပုံအရဒီနေရာဟာရှင်းလင်းပြီးသားနေရာဖြစ်လို့ကားဒေါသထွက်ခဲ့ပါတယ်။သူဟာကောင်းလေးတွေကိုတန်းစီခံပြီးအဲ့ဒီနေရာရဲ့မိုင်းရည်အတွက်တာဝန်ရှိသူလူပစ်ကိုအပြစ်ပေးခဲ့ပါတယ်။သူဟာသူတို့ကိုယုံကြည်ခဲ့တာမှားကြောင်ပြောပြီးမိုင်းကြံသေးလားဆိုတာသိချအောင်ကမ်းခြေတစ်ခုလုံးကိုဖျက်ချောက်ခိုင်းခဲ့ပါတယ်။ကောင်းလေးတွေကမ်းခြေတစ်ခုလုံးဖျက်ချောက်ခဲ့ပေမဲ့ကံကောင်းစွာနဲ့မိုင်းတွေထပ်မပေါက်ခွဲခဲ့ပါဘူး။ဒီလိုအတင်းအကျပ်ချောင်ခိုင်းပြီးနောက်ဟဲလ်မတ်ကဒေါသထွက်လာပြီးဗီရှားတွေကိုမယုံဘူးသူတို့ငါတို့ကိုအိပ်ပြန်မပို့ဘူးထွက်ပြေးရမယ်လို့ပြောခဲ့ပါတယ်။သူ့တငယ်ချင်းကတော့ကားကမိုင်းချင်းလို့မပြီးမရှင်လှုပ်ပေးမှာမဟုတ်ဘူးလို့ပြောပါတယ်။စီဗက်စတန်ထွက်ပြေးရင်ကားကငါတို့ကိုတက်လိမ့်မယ်လို့ဆိုပြီးဟဲမတ်ကိုတားခဲ့ကြပါတယ်။နောက်တနေ့မနက်မှာကလေးမလေးတယောက်မိုင်းတွေရှိတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။သူ့အမေကအကူကြီးတောင်းဖို့ကားစီပြေးလာခဲ့ပေမဲ့ကားကမရှိခဲ့ပါဘူး။ဒါကြောင့်ကလေးမလေးရဲ့အမေကဂျာမန်ကောင်လေးတွေကိုခေါ်သွားခဲ့ပါတယ်။ကားပြန်ရောက်လာတော့ကောင်လေးတွေပျောက်နေတာတွေ့ပြီးလက်နာကကန်းချီကိုသွားကြောင်းပြောတဲ့အခါကားအပြေးလွှားလိုက်သွားခဲ့ပါတယ်။စီဗက်စတန်ကကောင်မလေးစီဘေးကင်းစွာရောက်နိုင်ဖို့မိုင်းတွေကိုတစ်လုံးချင်းစတင်ရှင်းလင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာလက်စနာဟာအကြောင်းမှုမရှိပဲကလေးမလေးစီကိုရှောက်သွားခဲ့ပါတယ်။ကားတားပေမဲ့မရခဲ့ပါဘူး။လက်နာဟာကလေးမလေးစီရောက်သွားပြီးသူမကိုစိတ်ညစ်စေဖို့စကားပြောကစားပြီးခဲ့ပါတယ်။စီဗက်စတန်ကလည်းသူတို့ပတ်ဝန်းကျင်ကမိုင်းတွေကိုဆက်ရှင်းခဲ့ပါတယ်။လက်နာဟာကလေးမလေးကိုရှိပြီးစီဗက်စတန်လက်ထဲအပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုဆုံးပြီးကလေးကတယောက်တည်းဖြစ်နေတဲ့လက်နာကတော့မပြန်လာခဲ့ပါဘူး။အားလုံးကသူ့ကိုပြန်လာဖို့ခေါ်ပေမဲ့သူနားမထောင်ခဲ့ပါဘူး။ရုတ်တရက်ပေါက်ကွဲမှုပြင်းထန်စွာဖြစ်ပွားခဲ့ပြီးလက်နာအသက်ဆုံးရှုံးသွားခဲ့ပါတယ်။ဒီဖြစ်ရဲ့နောက်ပိုင်းမှာစီဗက်စတန်ဟာအလွန်ဝမ်းနည်းပူဆွေးနေခဲ့ရပါတယ်။ကားကသူ့ကိုရှင်းကပ်ပြီးအဖွဲ့ကမင်းကိုလွှတ်တယ်မင်းတို့အားလုံးတစ်နေ့အိမ်ပြန်မှတေးကြတယ်လို့အားပေးခဲ့ပါတယ်။ကားကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်နေခဲ့တာပါ။ဂျာမနီကရန်သူဖြစ်ပေမဲ့ဒီကောင်လေးတွေဟာစစ်ရဲ့အကျိုးဆက်ကိုမသိတဲ့ကလေးတွေသာဖြစ်တယ်ဆိုတာသူနားလည်လာခဲ့ပါပြီ။နောက်တစ်နေ့မှာကောင်လေးတယောက်ဆက်ပြီးမိုင်းရှင်းနေတော့တခြားစစ်သားတွေကမိုင်းတွေကိုကားပေါ်တင်နေကြပါတယ်။သူတို့ဟာမိုင်းတစ်လုံးအပြီးအဝမပေါက်ဝဲသေးဘူးဆိုတာမသိခဲ့ကြပါဘူး။ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားပြီးကားပေါ်ကမိုင်းတွေအလုံးတပြိုင်တည်းပေါက်ကွဲကဂျာမန်ကောင်လေးတွေဆက်ရှင်းသေဆုံးသွားခဲ့ပါတယ်။ပေါက်ကွဲတန်ကြတော့ကားနဲ့ကျန်တဲ့ကောင်လေးတွေအပြေးလာသွားကြည့်ပေမဲ့စစ်သားတွေရဲ့အရေးအယောင်တော့မကြံခဲ့ပါဘူး။ဒီကြီးခွဲဖွယ်ရနောက်ပိုင်းမှာကားဟာအသက်ရှင်ကျန်ရတဲ့ကောင်လေးတယောက်ကိုကားပေါ်တင်ပြီးအိမ်ပြန်ပို့ဖို့ကြိုးစားခဲ့ပါတယ်။သူဟာဂျန်ဆန်နဲ့စကားပြောဖို့စကန်းကိုသွားပြီးအတွေ့အကြုံရှိတဲ့လူတွေလိုအပ်တယ်လို့ပြောခဲ့ပါတယ်။ဂျန်ဆန်ဟာကားဘာလာပြောမယ်ဆိုတာသိပြီးသားမို့ကားကိုရက်ခိုင်းပြီးကောင်လေးတွေကိုပြန်ခေါ်ခဲ့ပါတယ်။ဂျန်ဆန်ကဒီဧရိယာကကန်းချီတိုင်းမရှင်းဂျာမန်တယောက်မှအိမ်ပြန်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ကားကဒီကောင်လေးတွေကကလေးတွေသာဖြစ်ကြောင်းညှင်းသွားဖို့ကြိုးစားပေမဲ့ဂျန်ဆန်ကတော့နားမထောင်ခဲ့ပါဘူး။ကားကဒေါသထွက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာကောင်လေးတယောက်ကိုမိုင်းဆက်ရှင်းဖို့ကန်းချီကိုပြန်ပို့ခဲ့ပါတယ်။အဲဒီကအရာရှိကကားစီကစားတောင်းရပြီးကောင်လေးတွေကိုထပ်မံထွက်သွားခွင့်ပေးခဲ့ပါတယ်။ကားဟာသူတို့ကိုကားပေါ်ကထွက်ခိုင်းပြီးဂျာမန်နယ်စပ်ဟာမီတာ900ပဲဝေးတော့ကြောင်းပြောခဲ့ပါတယ်။မင်းတို့လွတ်လပ်ပြီလို့လည်းသူကပြောခဲ့ပါသေးတယ်။ကောင်လေး၄ယောက်ဟာသူတို့ရဲ့မိခင်နိုင်ငံစီကိုအပြီးအလောထွက်သွားကြပါတော့တယ်။ကားဟာသူတို့ကိုအိမ်ပြန်နိုင်တာကိုမြင်ပြီးပျော်ရွှင်စွာရပ်ကြည့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကားဟာဒေါသပြီးနဲ့လူတအုပ်ကနေစစ်ပွဲရဲ့တားကောင်ဖြစ်ခဲ့တဲ့ဒီကောင်လေးတွေကိုရန်သူဖြစ်ကနေလူသားအဖြစ်ချွတ်မြင်နိုင်တဲ့သူအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူတို့ကိုလွတ်လပ်မှုစီပြေးသွားတာကိုမြင်ရခြင်းကအမှောင်မိုက်ဆုံးအခြေအနေတွေမှာတော့
လူသားချင်းစာနာစိတ်ဟာမုန်းတိမှုကိုကျော်လွန်ပြီးပေါ်ထွက်လာနိုင်တယ်ဆိုတာသက်သေပြခဲ့ပါတယ်ဇလန်းလေးကိုစောင့်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြပါဦးခင်ဗျာ